ပရိသတ်တွေကတင်တဲ့ကားအားလုံးကိုမကြည့်နိုင်ပါဘူးကျွန်တော်တို့ကတော့တင်သမျှကားအားလုံးကိုကြည့်ရပြီးတော့မှအဲ့ပေါ်မှာနှိုင်းရှင်ပြီးတော့မှဆုံးဖြတ်သွားရတဲ့အတွက်ကြောင့်မလို့ပရိသတ်နဲ့ဒီထက်တူညီမညီတဲ့စုတွေရှိတတ်ပါတယ်ပရိသတ်များကတော့ကိုယ့်ရဲ့ရင်တွင်းခံစားချက်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ကြည့်တယ်ကျွန်တော်တို့ကတော့ပညာရှင်အနေနဲ့ပေါ့နော်သူတို့ရဲ့စံချိန်စံညွှန်းနဲ့ဘယ်လိုညီသလဲဘယ်လောက်ညီသလဲဆိုတော့ပုံမှာကြည့်တယ်水的迷城，谁dur蓝伞，有时在十四家，没谁要乱的你对。水波波散步，水的米谈多家族，စိန်တွေနဲ့လင်းလက်တောက်ပဖို့ရွှေသမီးထံသွားကြစို့ခင်မီဆက်တဲ့လှပတဲ့နိုင်ငံတကာဒီဇိုင်းများနဲ့ရွှေတယ်တွေရောင်းစင်းဝယ်စင်းမခွာတာစိတ်တယ်တွေအယောင်းလဲတက်တာလားရွှေသမီးပါကျွန်တော်ကတော့မြန်မာနိုင်ငံရှင်စီယုံရဲ့အတွင်းရေးမှူးပါအခုဒီနေ့ထူးချွန်စုအကဲဖြတ်အဖွဲ့ရဲ့ဥက္ကဋ္ဌပါခင်ဗျအကဲဖြတ်အဖွဲ့အနေနဲ့ဒီနေ့ထူးခြားတာလေးရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ခရိုင်တစ်ဒီမှာမရှိခဲ့ဘူးတဲ့အချက်တွေပေါ့နော်ကျွန်တော်တို့ပထမအဆင့်မှာကြီးစုပြီးလို့ရှိရင်ဒုတိယအဆင့်ကိုတက်လာတဲ့ကားတွေထဲမှာပါဝင်တဲ့နုပညာရှင်တက်ပညာရှင်အားလုံးကနှုတ်ထွက်ပေးရပါတယ်ဒါကိုကားကိုမဲပေးလို့မရအောင်ပေါ့နော်နှုတ်ထွက်ပေးရပါတယ်ဒါပေမဲ့ဒီနေ့မှာတော့တောင်းဆိုလာတာလေးတွေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ရမယ့်စုကိုဆွန့်လွတ်ပါတယ်ဆွန့်လွတ်ပြီးတော့ဒီမှာအကဲဖြတ်တာဝန်ကိုပဲဆက်ပြီးတော့ထမ်းဆောင်ပါမယ်ဆိုပြီးတော့တောင်းဆိုလာတဲ့အကဲဖြတ်ပညာရှင်တွေရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့မောင်မျိုးမင်းပေါ့နော်ဒါရိုက်တာမောင်မျိုးမင်းရှင်တွင်ဖြစ်ပေါ့နော်သူတယောက်ရှိတယ်နောက်မေတ္တာနုတယောက်ရှိတယ်နောက်ဆွေမြတ်သူသားတယောက်ရှိတယ်နောက်ချမ်းသာကြည်စိုးတယောက်ရှိတယ်နောက်အတန်းဆိုလို့ရှိရင်ကိုအေးအတန်းဖန်ပညာရှင်ကိုအေးရှိပါတယ်နောက်ခံတီတီတာပညာရှင်ကြော်ထုံးပေါ့နော်သူအကယ်ဒမီကြီးပါပဲသူတို့တွေကတော့သူတို့စုချက်ပြီးတော့မစင်စားပါနဲ့သူတို့အကယ်ဒမီကိုဆွန့်လွတ်ပါတယ်အကယ်ပြတာဝန်ကိုပဲဆက်ပြီးထမ်းဆောင်ပါမယ်ဆိုပြီးတော့တင်လာတဲ့ဟာရှိပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနှစ်ကတော့ထူးထူးခြားခြားပေါ့နော်ဒီလိုကိုယ့်ရဲ့ရမယ့်အကယ်ဒမီကိုဆွန့်လွတ်ပြီးတော့လာပြီးတော့အကယ်ပြကြတဲ့ပညာရှင်တွေရှိတယ်လို့ကြောင့်မလို့ဝမ်းသာမိပါတယ်ပထမအဆင့်အနေနဲ့ကတော့တိတ်မခက်ပါဘူးပထမအဆင့်ကတော့ကျွန်တော်တို့ပေါ့စံချိန်စံညွှန်းမှမီတဲ့ကားတွေကိုပယ်ချလိုက်တာပါပဲပြီးတော့မှသူအလွှာလိုက်ပေါ့နော်ကိုပယ်ချတဲ့ကားတွေထဲမှာအလွှာလိုက်ကနေပြီးတော့ဟာဒီကားလေးကတော့သူတို့အလွှာအတွက်ဆိုပါဆိုတီးဖြတ်အတွက်ကတော့ဒီကားလေးကတော့တင်တော်ပါတယ်အဲ့ဒါလေးကိုပြန်ကြည့်ကြည့်ပါတယ်တင်ပေးပါဆိုပြီးတော့တောင်းဆိုတဲ့ဟာမျိုးတွေရှိခဲ့လို့ရှိရင်ကျွန်တော်တင်ပေးရပေါ့နော်ဒီနှစ်မှာတော့အဲ့လိုမျိုးတောင်းဆိုတာမျိုးမရှိခဲ့ပါဘူးမရှိခဲ့တဲ့အတွက်ကြောင့်မလို့ဒုတိယဆင်မှာကျွန်တော်အားလုံး22ကားကျွန်တော်ရွေးချယ်ပြီးကြည့်ရပါတယ်အဲ့ထဲမှာတော့နည်းနည်းလေးအကဲပြတ်ခဲ့ရတာခက်တဲ့အပိုင်းလေးစုလေးတွေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ထုံးစံတိုင်းမှာပဲကောင်းတဲ့ဟာလေးတွေကိုအရင်ရွေးချယ်လိုက်တယ်ပြီးတော့မှတိုင်ဖြစ်နေတယ်သူတို့တွေကရေချင်းတွေကရေသွေးတွေကတူညီနေတယ်ဆိုလို့ရှိရင်သူတို့ရဲ့အပြစ်တွေကိုပြန်ပြီးတော့ရှားရပါတယ်ဒီနေရာမှာတော့ဖြင့်သူကမိတ်ကပ်ကဘလို့ဖြစ်တယ်အဝိစာကဘလို့ဖြစ်တယ်ပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်တို့ကပြန်ပြီးတော့minus ပြန်နှုတ်ရတာပေါ့နော်နှုတ်တဲ့ခါကျတော့မှဒီနောက်ဆုံးဒါအမှန်အများဆုံးရတဲ့လူကိုသူတို့မဲပေးပြီးတော့ရွေးချယ်ကြတာပါဟုတ်ဒါကတော့နှစ်တိုင်းရှိတာပါပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ပြည်သက်များကတော့ကိုယ့်ရဲ့ရင်တွင်းခံစားချက်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ကြည့်တယ်ကျွန်တော်တို့ကတော့ပညာရှင်အနေနဲ့ပေါ့နော်ဒီသူတို့ရဲ့စံချိန်စံညွှန်းနဲ့ဘယ်လိုညီသလဲဘယ်လောက်ညီသလဲဆိုတော့ပုံမှာကြည့်တယ်ပြီးတော့နောက်တစ်ခုကပြည်သက်တွေကတင်တဲ့ကားအားလုံးကိုမကြည့်နိုင်ပါဘူးကြည့်တဲ့ပြည်သက်လည်းရှိကောင်းရှိမှာပေါ့လေများသောအားဖြင့်ကတော့မကြည့်နိုင်ကြပါဘူးကျွန်တော်တို့ကတော့တင်သမျှကားအားလုံးကိုကြည့်ရပြီးတော့မှအဲ့ပေါ်မှာနှိုင်းရှင်ပြီးတော့မှဆုံးဖြတ်သွားရတဲ့အတွက်ကြောင့်မလို့ဒါကတော့ပြည်သက်နဲ့ဒါကလည်းကျွန်တော်တို့အကယ်ဒမီတစ်ခုတည်းမဟုတ်ပါဘူးဒီအော်စကာဆုဆိုရွှေကမ္ဘာလုံးဆုဆိုလည်းဒီလိုပါပဲပြည်သက်နဲ့ဒီထက်တူညီမညီတဲ့ဆုတွေရှိတတ်ပါတယ်ဒါကတော့ပညာရှင်ပိုင်းနဲ့တာမန်ကျွန်တော်တို့ခန်းစားချက်နဲ့ကြည့်တဲ့အပိုင်းနဲ့အဲ့ဒါကွာသွားတဲ့အပိုင်းမျိုးဖြစ်ပါတယ်